အားလုံးမင်္ဂလာပါ midweek ကျွန်တော်တို့နှလုံးသားပြဿနာများ series အပိုင်း၄မှာကြိုဆိုပါတယ်ဒီတစ်ပတ်မှာတော့ကျွန်တော်နှလုံးသားကိုစမ်းစစ်ခြင်းမိမိရဲ့နှလုံးသားကိုစမ်းစစ်ခြင်းတို့၎င်းကျွန်တော်လေ့လာခဲ့တဲ့ရှောလုရဲ့နှလုံးသားပြီးတော့မှဒါဝိဒ်ရဲ့နှလုံးသားကိုစမ်းစစ်ခြင်းလို့လည်းကျွန်တော်ယူနိုင်တာဖြစ်ပါတယ်အဓိကတော့ကျွန်တော်ဒီလူသားတွေဖြစ်တဲ့ကျွန်တော်ရဲ့နှလုံးသားကိုစမ်းစစ်ခြင်းလို့ကျွန်တော်ကောင်းစဉ်ပေးချင်တာဖြစ်ပါတယ်အဲ့တော့ဒီ issue of the heart နှလုံးသားပြဿနာများ series မှာကျွန်တော်တို့အထူးသဖြင့်ကျွန်တော်တို့ရှောလုရဲ့နှလုံးသားကိုကြည့်မယ်ဆိုရင်ရှောလုရဲ့နှလုံးသားမှာဘယ်သူအုပ်စိုးနေတယ်လဲဆိုတဲ့အချင်းအရာကိုကြည့်ခြင်းအပြင်ကျွန်တော်တို့အပိုင်းနှစ်ထဲမှာကျွန်တော်တင်ပြပြီးပြီဖြစ်ပါတယ်အဲ့တော့ဒီမှာပြန်ပြောရရင်ရှောလုကရှမွေလအနေနဲ့ဖျားအနေနဲ့၎င်းရှမွေလအနေနဲ့၎င်းအခွင့်အရေးအကျဉ်းချင်းပေးတယ်လို့ကျွန်တော်တွေ့ရတာဖြစ်ပေမဲ့သူ့ရဲ့နှလုံးသားရစ်ပလင်ထက်မှာငါဆိုတဲ့သူ့ရဲ့စိတ်ကအနမ်းထိုင်နေဆိုတော့ကျွန်တော်တွေ့ရတယ် his kingdom but this kingdom is mine ဆိုတာအဲ့ဒီအပြုအမူတွေကျွန်တော်တွေ့ရတယ်အဲ့ဒီစိတ်ထားတွေ့ရတယ်ပြီးတော့မှ hang on the kingdom သူ့ရဲ့ရှမွေလထံကဖျားရဲ့စကားကိုကြားရပြီးတဲ့အခါမှာဒီဣသရေလတိုင်းနိုင်ငံကသူ့အတွက်မဟုတ်တော့ဘူးဆိုတာကိုသိပြီးတဲ့အချိန်မှာတောင်မှသူ့ရဲ့အစိတ်နှလုံးကဆက်လက်ပြီးတော့မှမာကြောခိုင်ပါတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ပြီးတော့မှ he envious David ပေါ့နော်သူ့ကိုဆက်ခံမဲ့နောက်မဟုတ်ရင်သူ့ကိုဆက်ခံဖွေရာဖျားပိတ်တိတ်ထားတဲ့ဒါဝိဒ်ကိုကျွန်တော်သိရတဲ့အချိန်မှာနော်ဖျားနဲ့အတူပါရှိတယ်လို့သိရတဲ့အချိန်မှာသူ့ရဲ့ပြုမှုကသူ့ရဲ့နှလုံးသားမှာဒါဝိဒ်ကိုမနာလိုတဲ့စိတ်သဘောတွေကျွန်တော်ဒီနေရာမှာတွေ့ရတာဖြစ်ပါတယ်အဲ့တော့ဒီဟာတွေကျွန်တော်ပြန်ပြီးတော့မှခြုံငုံလိုက်တဲ့အချိန်မှာအရန်စိတ်ဝင်စားစရာကောင်းတဲ့မေးခွန်းတစ်ခုပေါ်လာတယ်။ဘာကြောင့်များရှောလုမှာဒီလိုနှလုံးသားရှိရတာလဲဆိုတဲ့မေးခွန်းဖြစ်တယ်။ဘာကြောင့်ရှောလုရဲ့နှလုံးသားကဒီလိုဖြစ်သွားရတာလဲပေါ့နော်။သူ့အဖေကြောင့်လားသူ့အမေကြောင့်လားဘာကြောင့်များလဲဆိုတဲ့ question ကကျွန်တော်တို့လေ့လာရင်းနဲ့ပေါ်လာတဲ့စိတ်ဝင်စားစရာကောင်းတဲ့မေးခွန်းတစ်ခုဖြစ်ပါတယ်။ဒီပိုင်းမှာအဲ့ဒီမေးခွန်းကိုလေ့လာပြီးတော့မှအနည်းငယ်ဖြေကြားသွားချင်တာဖြစ်ပါတယ်အဲ့တော့ရှောလုရဲ့နှလုံးသားရာဇပလင်ထက်မှာကျွန်တော်ကြည့်မယ်ဆိုရင်တော့သူကတော့ဒီမှာเนาะကျွန်တော်အပိုင်းသုံးမှာဖော်ပြထားတဲ့သူ့ရဲ့နှလုံးသားမှာเนาะဖျားကိုမကြောက်တော့ဘဲနဲ့လူတွေရဲ့စကားကိုလူတွေကိုကြောက်လို့လူရဲ့စကားကိုနားထောင်ရပါတယ်ဆိုတဲ့အရာမျိုးတွေနောက်ပြီးတော့မှ spear thrower လက်နံနဲ့ကျွန်တော်ဒါဝိဒ်ကိုပြစ်ပေါက်နေတဲ့စိတ်နေစိတ်ထားနဲ့သူ့ရဲ့လှုပ်ဆောင်မှုတွေပြီးတော့မှမနာလိုစိတ်နဲ့အစဉ်ချောင်းမြောင်းနေနော်မတိတရားကြံစီတယ်နောက်သူ့ရဲ့နော်သမီးအရင်ကိုတော့မှယင်းပြီးတော့မှဒါဝိဒ်ကိုရှင်းပစ်ဖို့ကြံစီတာတွေကအစကြော့ထောင်ပြီးတော့မှလဲစားတာကအစကျွန်တော်ဒါတွေကိုပိုင်းသုံးမှာကျွန်တော်ပြောခဲ့တာဖြစ်တယ်အဲ့တော့အဲ့ဒီမတိုင်ခင်မှာဒီလိုစိတ်နေစိတ်ထားမျိုးနဲ့ဒီလိုအပြုတ်မှုမျိုးအထိမရောက်ခင်မှာကျွန်တော်ဆောလုရဲ့နှလုံးသားမှာနော်ဖြစ်ပျက်နေတဲ့အဖြစ်ပျက်တစ်ခုရှိနေတယ်ဆိုတော့ကျွန်တော်တွေ့ရတာဖြစ်ပါတယ်အဲ့ဒါကတော့ဘာကြောင့်ရှောလုနှလုံးသားယူရင်းခဲ့ရတယ်လဲဆိုတဲ့မေးခွန်းအနေနဲ့ကျွန်တော်ထုတ်ပြီးတော့မှပြောကြည့်မယ်ဆိုရင်တော့ resentment လို့ခေါ်တဲ့ကျွန်တော်တို့အတိတ်ပဲအနဲ့ဖွင့်ရမယ်ဆိုရင်တော့ဒီစိတ်ကိုယ့်အပေါ်မှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာဖြစ်နေတဲ့အဖြစ်ပြက်တစ်ခုခုပေါ်မှာသဘောမကျဘူးပေါ့နော်မကြည်မချမ်းလေးဖြစ်တာပေါ့နော်ဒါကတော့ဒီလိုမဖြစ်သင့်ဘူးပေါ့နော်ဘာကြောင့်ဒီဟာဒီလိုဖြစ်ရတာလဲဒါကဒီလိုတော့မဟုတ်ဘူးဆိုတော့အလိုမကျမှုပေါ့နော်resentment ကိုအဲ့လိုဘာသာပြန်ချင်းကြုံတွေ့ရတာဖြစ်ပါတယ်အဘိဓမ္မာတော့မကြည်မချမ်းခံစားမှုအနေနဲ့ကျွန်တော်ဘာသာပြန်ထားတာဖြစ်ပါတယ်အဲ့တော့ဒီ resentment ကဒီအလိုမကျမှုကเนาะစိတ်အားထက်သန်မှုတစ်ခုပဲလို့เนาะကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်ဒါပေမဲ့ဒီလိုစိတ်အားထက်သန်မှုကတော့အနုလက္ခဏာဖက်ရိုင်တဲ့เนาะစိတ်အားထက်သန်မှုဖြစ်ပြီးတော့မှတစ်စုံတစ်ခုကိုမကြည်မချမ်းဖြစ်တဲ့ဥပမာပြောရမယ်ဆိုရင်တော့သူရတဲ့ရထိုက်တဲ့အရာတစ်ခုကိုရတဲ့ရထိုက်တယ်လို့သူ့အနေနဲ့
ယုံကြည်လက်ခံထားပေမဲ့မရလို့မကျဉ်းတတ်တာမျိုးပေါ့နော်ပြီးတော့မှ तू မိခိုးပြီးတော့မှအားကိုးနေတဲ့အရာတစ်ခုကမထင်မှတ်ပဲနဲ့ပျောက်သွားတာမျိုးလဲကျသွားတာမျိုးလဲပြိုသွားတာမျိုးဖြစ်တဲ့အခါမှာဟာငါတို့သွားပြီဒီလိုတော့မဖြစ်ရင်သိကောင်းမှာဆိုတော့ဒီဘယ်လိုကောမလဲအဖြစ်ပြက်ပေါ်မှာမိမိကိုယ်ကိုပြစ်တင်ခြင်းတော့၎င်းတစုံတစ်ယောက်တော့သူကိုပြစ်လွှဲချခြင်းတော့၎င်းတစုံတစ်ခုပေါ်မှာကျွန်တော်သဘောမကျခြင်းဒါကိုဆိုလိုတာဖြစ်ပါတယ် resentment ပေါ့နော်ဆိုတော့အဲ့ဒါကတော့ကျွန်တော်တို့လူတိုင်းမှာမိမိပေါ်မှာဖြစ်တဲ့အဖြစ်ပြက်တော့၎င်းပတ်ဝန်းကျင်မှာဖြစ်တဲ့အဖြစ်ပြက်တိုင်းမှာတော့၎င်းဒီစိတ်ခံစားမှုမျိုးကအမြဲရှိနေတယ်ဆိုတော့ကျွန်တော်တွေ့ရတာဖြစ်ပါတယ်အဲ့ဒီကတင်စင်ဒီဟာကိုကျွန်တော်တို့ကမှန်ကန်တဲ့နီးလန်းနဲ့မချင်းကပ်ဘူးဆိုရင်ကျွန်တော်တို့အဲ့ဒီစိတ်ကြောင့်ပဲလူတွေကရက်ဆက်တက်လာတယ်လူတွေကကြမ်းကြုတ်လာတယ်လူတွေကယုံမာလာတယ်နော်မိမိကိုယ်တော့၎င်းအများကိုတော့၎င်းအဲ့ဒီစိတ်အလိုအလျောက်ဒီဟာတွေပြုမိတတ်တယ်ဆိုတော့ကျွန်တော်တွေ့ရတယ်နောက်အဲ့ဒါနဲ့ဆက်ပြီးတော့ဘာဖြစ်လာလဲဆိုတော့တခါလေမှကျွန်တော် resentment အဲ့လိုအလိုမကျမှုဖြစ်ပေမဲ့လို့ကျွန်တော်ချစ်ချင်းမပြောဘူးပြောဖို့အခြေအနေကလည်းမပေးဘူးဒါမှမဟုတ်ရင်မပြောရဲဘူးဒါမှမဟုတ်ရင်ကျွန်တော်တို့ကပြောခွင့်မသာဘူးအဲ့လိုမျိုးဖြစ်တဲ့အခါမှာကျွန်တော်အဲ့ဒါကိုမျိုးသိပ်ထားရတယ်မျိုးသိပ်ထားရတဲ့အခါမှာဘာဖြစ်လာလဲဆို suffering ဖြစ်လာတာနော်ရတင်ရထိုက်တာမရပေမဲ့ရတင်ရထိုက်တာမရဘူးလို့ကျွန်တော်တို့မပြောရဲဘူးစိတ်ပြက်ပေမဲ့ကျွန်တော်တို့စိတ်ပြက်တယ်လို့မပြောရဲပေမဲ့အထဲမှာတော့ကျွန်တော်တို့စိတ်ပြက်ပြီးတော့ဝမ်းနဲ့ကြေကွဲနေတယ်မိမိကိုယ်လည်းအားမလို့အားမရဖြစ်တယ်လို့ပတ်ဝန်းကျင်ကြောင့်လားတစုံတစ်ခုတော့ကြောင့်လားဆိုပြီးတော့မှကျွန်တော်လက်ညှိုးထိုးလွှဲချပြီးတော့မှဒီကိုယ့်ရဲ့အားမလို့အားမရအကြောင်းတွေကျွန်တော်ထဲမှာနော်ရင်ဝယ်ပိုက်ထားတယ်ဒါပေမဲ့များသောအားဖြင့်အဲ့ဒါတွေကကျွန်တော်ကြာနော်ကြောင်ကြာရေမငုံနိုင်ဘူးဆိုသလိုပဲကျွန်တော်တက်တာထဲမှာဒါတွေကကျွန်တော်ရင်ငုံနှုတ်ပိတ်တက်တက်လုံးနေသွားလို့မရဘူးအချိန်ကာလတစ်ခုမှာတော့ပေါ်တာဖြစ်တယ်။ဥပမာစိတ်ဖိစီးမှုတွေနော်ကျွန်တော်တို့ကြောက်ရွံ့မှုတွေထိတ်လန့်မှုတွေအဲ့ဒီຢာတွေကနောက်ဆက်တွဲဒီဟာတွေကြောင့်ဖြစ်လာတာဖြစ်ပါတယ်။အဲ့တော့ရှောလူမှာလည်းဒီ resentment သူ့မှာဖြစ်တဲ့နော်လက္ခဏာတွေဇယိုက်တွေအပြုမှုတွေတွေ့ရတယ်။ပြီးတော့မှ suffering သူဟာနော်ဒါဝိဒ်ကိုနော်ရှောလူအထောင်ဒါဝိဒ်အတောင်ဆိုပြီးတော့ချီးမွမ်းတဲ့နေ့ကနေစပြီးတော့မှ suffering သူ့ရဲ့စိတ်နှလုံးမှာနော်ခံစားရတာနော်ခံစားရတယ်ဆိုတဲ့ဟာကျမ်းစာထဲမှာကျွန်တော်တွေ့ရတာဖြစ်တဲ့အခါမှာရှောလူမှာဒီဟာလေးကျွန်တော်သွားတွေ့ရတာဖြစ်ပါတယ်အဲ့တော့ရှောလူကဒီဟာကိုသူမကင်တွယ်နိုင်တဲ့အခါမှာသူ့ရဲ့နှလုံးသားကစိတ်အလိုမကျမှုမှမနာလိုခြင်းမှကျွန်တော်တို့မောက်မာခြင်းအထိကျွန်တော်သွားတာဖြစ်ပါတယ်သူရဲ့စိတ်နှလုံးအလိုမကျမှုကမောက်မာမှုနဲ့မနာလိုမှုတို့အတွက်เนาะကျွန်တော်တို့တစုံတစ်ခုကိုပြန်လဲတုံ့ပြန်ဖို့အတွက်မြစ်ပြားခံတဲ့အစပြုတဲ့နေရာဖြစ်လာခဲ့သလိုမနာလိုခြင်းကနေလည်းပဲငါဒီเนาะမတရားခံရတာဖြစ်တယ်ငါဒီเนาะဘယင်ငါဒီဖျားပိတ်တော်သူငါဒီဆိုတဲ့เนาะကျွန်တော်တို့သူတစုံတစ်ခုရတဲ့ပါလျက်နဲ့မရတော့တဲ့ပုံစံမျိုးနဲ့ပေါ့နော် claim လုပ်နေတဲ့เนาะသူရဲ့စိတ်ထားတွေ့ရတယ်အဲ့ဒီကမှသစင်သူဒီเนาะမောက်မာမှုအဆင့်ထိငါ့ကိုပြန်ဆက်ရမယ်เนาะငါ့ကိုပြန်ပေးရမယ်ငါရဲ့ထိုင်ခုံငါရဲ့နေရာငါရဲ့စသဖြင့်เนาะကျွန်တော်တို့အဆင့်ကျွန်တော်ဒီဟာတွေဖြစ်လာတယ်ဒီလိုမျိုးသစင်တိဆောက်သွားတယ်ဆိုတာသူရဲ့စိတ်ပိုင်းဆိုင်ရာသူရဲ့နှလုံးသားဖြစ်တည်မှုပိုင်းဆိုင်ရာမှာဒါတွေကိုကျွန်တော်တွေ့ရတာဖြစ်ပါတယ်အဲ့တော့ဒါတွေကိုကြည့်တဲ့အခါမှာဘာဖြစ်လို့များဆောလ်ကနော်ရှောလူကသူ့ရဲ့စိတ်အလိုမကျမှုကိုဘာဖြစ်လို့များစောလင်စွာနဲ့ကျွန်တော်မငြိမ့်သက်နိုင်ခဲ့တယ်လေဒါမှမဟုတ်မကင်တွယ်နိုင်ခဲ့တယ်လေဆိုတဲ့မေကွန်းထပ်ရှိပြန်တာဖြစ်ပါတယ်အဲ့တော့အဲ့ဒီမေကွန်းကိုကျွန်တော်ဖြေရမယ်ဆိုရင်တော့ရှောလူရဲ့နော်တမန်ကျမ်းစာထဲမှာမှတ်တမ်းတင်ချက်အရာကြည့်မယ်ဆိုရင်မှန်ပါတယ်လူတွေကသူ့ကိုသဘောကျတယ်ရုပ်အသွင်ပြင်လက္ခဏာအပြင်ဘုရားကလည်းပဲရှမွေလအပြင်သူ့ကိုဗိတ်သိက်တာမှန်တယ်ဒါပေမဲ့ကျွန်တော်ကျမ်းစာထဲမှာရှာကြည့်တာကိုးကွယ်ခြင်းမှာနော်ကိုးကွယ်ခြင်းနဲ့ပတ်သက်ပြီးတော့မှရှောလူကထာဝရဘုရားကိုကိုးကွယ်တယ်ဆိုတော့မှတ်တမ်းတွေကျွန်တော်တို့မတွေ့ရတာမျိုးနော်
တကြိမ်သာလင်ကျွန်တော်တွေ့ရတဲ့အနေထားမှာရှိတဲ့အခါမှာရှောလူမှာကိုးကွယ်ခြင်းပြဿနာရှိတယ်ဆိုတော့ကျွန်တော်တွေ့ရတာဖြစ်ပါတယ်အဲ့ဒီအကျိုးဆက်ကဘာလဲဆိုတော့သူ့ကိုပိတ်သိက်ခဲ့တဲ့ဖျားနဲ့နော်အဆက်အသွယ်ပြတ်တယ်ခေါင်းဆောင်တယောက်ဖြစ်ပါလျက်နဲ့အဲ့ဒီခေါင်းဆောင်ကိုနော်ဖျားကသူ့ရဲ့လမ်းညွှန်ချက်နဲ့အတူနော်ကျွန်တော်prophet နော်ရှမွေလကိုလည်းထားပြီးတော့မှဥဆောင်ဖို့ရာအတွက်စီမံထားတာဖြစ်ပေမဲ့လို့သူကဖျားနဲ့အဆက်အသွယ်မလုပ်တဲ့အခါအဆက်အသွယ်ပြတ်တဲ့အခါမှာခေါင်းဆောင်တယောက်ကြားရမယ်ဖျားစီကကြားရမယ်အရာတွေကိုသူမကြားတော့ဘူးဆိုတော့ကျွန်တော်တွေ့ရတယ်။ဒါကြောင့်မလို့သူကနော်လူတွေရဲ့အတန်ကိုနားထောင်ပြီးတော့မှလူတွေရဲ့အကြိုက်ဒါမှမဟုတ်ရင်သူ့ရဲ့ဇက်သိန်းခန်းဆိုရင်နော်ကျွန်တော်အောက်လန်းနဲ့ဝင်တဲ့နော်သူစီကိုတွားပြီးတော့မှချင်းကပ်ရတဲ့အနေထားထိသူ့ရဲ့စိတ်နှလုံးကနှိမ်စင်းသွားတယ်ဆိုတော့ကျွန်တော်တွေ့ရတာဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာရှောလူမှာကိုးကွယ်ခြင်းဝတ်ပြုတဲ့ပြဿနာပေါ့နော်ရစ်ပလင်တီတဲ့ပြဿနာဘုရားသခင်နဲ့အချိန်ယူခြင်းဘုရားသခင်နဲ့ဆက်သွယ်ခြင်းဆက်ဆံခြင်းတော့မဟုတ်ဘုရားသခင်နဲ့မိသားဖွဲ့ခြင်းကွင်းဆက်ပြတ်သွားတဲ့အခါမှာသူ့ရဲ့တက်တာထဲမှာနော်များစွာကျွန်တော် struggle ဖြစ်သွားတယ်များစွာကျွန်တော်ရုန်းကန်နေရတယ်ဆိုတော့ကျွန်တော်တွေ့ရတာဖြစ်ပါတယ်အဆိုးဆုံးကတော့သူဒီဖျားကိုကိုးကွယ်ခြင်းအမှုဝတ်ပြုခြင်းအမှုမပြုတဲ့အခါမှာလူတွေကသူ့ကိုဝတ်ပြုခြင်းတော့တာဖြစ်ပါတယ်နော်ဒီနေရာမှာလဲကောင်းဆောင်လုံးတဲ့သူများသတိပေးခြင်းနဲ့ကျွန်တော်ဟာဥဆောင်သူတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်လိုဥဆောင်ရမလဲဆိုတာဖျားစီကနေအတန်တော်ကြားဖို့လိုတာဖြစ်ပါတယ်ဥဆောင်သူဖြစ်ပြီးတော့မှကျွန်တော်ဖျားနဲ့ဝတ်ပြတ်တာတွေနော်ဝတ်ပြုခြင်းစီစဉ်ပြတ်တာတွေဖျားသခင်နဲ့အချိန်ယူဖို့ပြက်ကွက်တာတွေဒါတွေကရှောလူနှလုံးသားတွားရလန်းကိုကျွန်တော်တွားနေတယ်လို့ကျွန်တော်ဖျားရှင်လဲဖွင့်ပြပြီးတော့မှအလင်းပေးပါစေအဆိုးဆုံးကတော့ကျွန်တော်ဖျားကိုကျွန်တော်အချိန်မပေးတော့ဘူးမကိုးကွယ်တော့ဘူးဆိုရင်လူတွေကကျွန်တော်တို့ကိုကိုးကွယ်ဖို့ရန်အတွက်ဒါမှမဟုတ်လူတွေကိုကျွန်တော်ကိုးကွယ်တဲ့သူဖြစ်လာဖို့ရန်အမတန်မှနီးစပ်တယ်ဆိုတော့ကျွန်တော်တွေ့ရတာဖြစ်ပါတယ်အဲ့တော့မကြောင်သူ့ရဲ့ဆန့်ကျင်ဘက်ဒါဝိဒ်နှလုံးသားကကောင်းစားခွင့်ရတယ်လေဆိုတဲ့ဟာကိုသွားကြည့်လိုက်ပြန်တဲ့အခါမှာcontentment ပေါ့နော်ဒါဝိဒ်ရဲ့နှလုံးသားကဒီ contentment ကရောင်ရဲတင်းတိမ်တဲ့ဒါမှမဟုတ်ရင်ဘုရားသခင်ရဲ့အလိုဇဏကိုစောင့်နေဆိုတော့ကျွန်တော်တွေ့ရတာဖြစ်ပါတယ်ဒါဟာလည်းပဲ contentment ကတော့ကျွန်တော်စိတ်အားထက်သန်မှုတစ်မျိုးပဲသူဒီအပေါင်းလက္ခဏာဆောင်တဲ့စိတ်အားထက်သန်မှုဖြစ်တယ်ရောင်ရဲတင်းတိမ်နေဆိုတာကဘုရားသခင်ရဲ့အချိန်ဘုရားသခင်ရဲ့အလိုဘုရားသခင်ရဲ့ပို့ဆောင်ခြင်းနဲ့เนาะဒါတွေကိုကျွန်တော်စောင့်ဆိုင်ခြင်းလို့လည်းကျွန်တော်ယူနိုင်တာဖြစ်ပါတယ်ဘယ်ရမဆိုကျွန်တော်တို့သဘောမကျဘူးသဘောကျတယ်ဖြစ်ချင်တယ်မဖြစ်ချင်ဘူးဆိုတာမျိုးထက်ဆိုင်ဖြစ်တဲ့အပေါ်မှာသဘောကျပြီးတော့မှဖြစ်တဲ့အတိုင်းအတာတစ်ခုမှာကျွန်တော်အားရခြင်းနဲ့ချင်းပြီးတော့မှအဲ့ဒီရဲ့နောက်ဆက်တွဲကတော့ကျွန်တော်တိတက်လိမ်မှာပြီးတော့မှနူးညံ့တိမ်မွေ့ခြင်းဆိုတဲ့เนาะဒီ contentment ရောင်ရဲတတ်သောနှလုံးသားတနည်းအားဖြင့်ပြောမယ်ဆိုတော့ gratitude ပေါ့နော်အေးသီလာလူမျိုးတွေကိုဘုရားက AGP ကနေပြီးတော့မှခေါ်ဆောင်လာတဲ့အခါမှာတကယ်တော့ဘုရားကသူ့ကိုဂျေဇူးတင်စေချင်တာသူဂျေဇူးပြုတဲ့အရာကိုเนาะဂျေဇူးတည်တတ်သောနှလုံးသားနဲ့အသက်ရှင်စေချင်တာဖြစ်ပါတယ်ဒီနေရာမှာလဲ gratitude ပေါ့နော် gratitude ဆိုတာကเนาะဂျေဇူးတည်တတ်သောနှလုံးသားဂျေဇူးတည်တတ်ခြင်းပေါ့အိုးမထိုက်မတန်ပဲနဲ့ကျွန်မဟာခံစားရတာပါလားမထိုက်မတန်ပဲနဲ့ကျွန်မဟာဥဆောင်ခွင့်ရနေတာပါလားမထိုက်မတန်ပဲနဲ့ကျွန်မဟာအသက်ရှင်ခွင့်ရနေတာပါလားအိုးဒါဟာဖျားရဲ့လက်ရတော်ဖြစ်တဲ့အခါမှာဖျားရဲ့အလိုတော်ကိုဆောင်ချင်းဖြစ်တဲ့အခါမှာကျွန်တော်ဘသူကြောင့်မှစိတ်မပြတ်ဖို့ဘသူကြောင့်မှစိတ်ပြတ်စရာမလိုဘူးစသဖြင့်ဘဝမှာเนาะအဆိုးလည်းရှိနိုင်တယ်အကောင်းလည်းရှိနိုင်တယ်ရတဲ့အရာကိုစုလက်အနေနဲ့ကျွန်တော်တို့ပိုရင်လဲမျှဝေဖို့လိုရင်လည်းကျွန်တော်တို့အချင်းချင်းဖြည့်ဖို့ရန်အတွက်เนาะနေထိုင်ခြင်းမှเนาะတခြားသူရဲ့အတိမတ်ပြုခြင်းကိုလည်းတခြားသူကိုလည်းအတိမတ်ပြုတယ်ပြီးတော့မှ
အဲ့ဒီကျွန်တော်တယောက်တည်းမဟုတ်ဘူးကျွန်မတယောက်တည်းမဟုတ်ဘူးเนาะသူ့ရဲ့အလိုကိုဖြည့်ခြင်းကိုယ့်ရဲ့အလိုကိုဘုရားသခင်အပြင်ဖြည့်ခြင်းနဲ့ကျွန်တော်ဒီကိုယ့်ရဲ့အတ္တစိတ်ကိုနှိမ်ချခြင်းဆိုတဲ့ဟာကယေရှုတည်တတ်သောနှလုံးသားရဲ့လက္ခဏာအနေနဲ့ကျွန်တော်တွေ့ရတာဖြစ်ပါတယ်ဒါဟာကျွန်တော်ဒါဝိဒ်ရဲ့အသက်တာထဲမှာကျွန်တော်တွေ့ရတာဖြစ်ပါတယ်အဲ့တော့ရှောလုနဲ့ဒါဝိဒ်ရဲ့နှလုံးသားကိုကြည့်လိုက်တဲ့အခါမှာเนาะဒါဝိဒ်ကတော့သူဒီဘုရားသခင်အလိုတော်ကိုဆောင်တော်သူအလိုတော်ကိုပြည့်စေတော်သူအဖြစ်တို့ဘုရားသခင်ကဆက်လက်ပြီးတော့မှခေါ်ဆောင်သွားခြင်းဒီသူ့ရဲ့နှလုံးသားဒါမှမဟုတ်ဒါဝိဒ်ရဲ့နှလုံးသားကိုဘုရားသခင်ရဲ့စိတ်တော်နဲ့တွေ့လို့ဖြစ်တယ်အချိန်ချင်းကျွန်တော်ကြားပြီးပါပြီအဲ့တော့ဒါဝိဒ်ကသူ့ရဲ့စိတ်နှလုံးအလိုကြမှုတော့မှအလိုပြည့်မှုကထာဝရဘုရားထံကတာလင်ရနိုင်တယ်ဆိုတာကအတိမတ်သူဆွဲလန်းတဲ့အခါမှာဒါကိုအမြဲတမ်းဆွဲမြဲမြဲသူ့ရဲ့တက်တာထဲမှာเนาะကျွန်တော်ခိုင်းစရာမလိုပြောစရာမလိုပဲနဲ့ဘုရားဝတ်ကိုပြုနေတော်သူအနေနဲ့ကျွန်တော်မြင်ရတာဖြစ်ပါတယ်။တိုးကြောင်းရင်းနဲ့ကျွန်တော်တခြင်းနေเนาะစာလံတခြင်းနေဆက်တာเนาะတိုးကြောင်းရင်းနဲ့ကျွန်တော်လှုပ်ရှားရှိတာကျွန်တော်လောက်လေးပြစ်တဲ့အရာကိုလေ့ကျင့်နေတာမျိုးเนาะဘုရားသခင်သူ့ရဲ့တက်တာထဲမှာဘာအမှုပြုမလဲဆိုတော့မသိပေမဲ့ तू လှုပ်တဲ့အရာနဲ့ဘုရားသခင်ရဲ့ဘုရားသခင်ထံကเนาะဘုရားဝတ်ကိုပြုနေတယ်ဆိုတော့ကျွန်တော်တွေ့ရတာဖြစ်ပါတယ်။ဒါအပြင်ဂျေဇုတည်တတ်မှုเนาะသူ့ရဲ့ဘဝရဲ့အရာဟာဘုရားဂျေဇုပြုထားတာပါလားလို့အပြည့်အဝခံယူတာဖြစ်တယ်။အဲ့ဒီလိုအပြည့်အဝခံယူခြင်းကသူ့ရဲ့တက်တာထဲမှာ moving forward ပေါ့လေ။ဘုရားရှင်နဲ့အတူပါရှိခြင်းကဘုရားအတူပါရှိခြင်းကသူ့ဘဝခရီးအတွက်အာမခံချက်အပြည့်အာမခံချက်ဖြစ်တယ်ဆိုတဲ့ဟာကိုတန်တရားမရှိဘဲနဲ့ရှေ့တော့ခြေတက်ခြင်းကနော်ဘုရားသခင်ရဲ့အလိုတော်ကိုပြည့်စေခြင်းတနည်းအားဖြင့်ပြောမှချင်းသူ့ရဲ့စိတ်နှလုံးအလိုရလဲသူ့ရဲ့စိတ်နှလုံးအလိုလဲပြည့်ရတော့ခွင့်ကိုဘုရားကသူ့ကိုနော်အတူပါရှိခြင်းနဲ့သူပြည့်စုံစေတာဖြစ်တယ်ဆိုတော့ကျွန်တော်တွေ့ရတာဖြစ်ပါတယ်ဒါကြောင့်မလို့ဘာကြောင့်ဒါဝိဒ်နှလုံးသားကကောင်းဆောင်ခွင့်ရတယ်လဲဆိုတာကိုကြည့်မယ်ဆိုရင်ဒါဝိဒ်ကစာလံတခြင်း150ထဲက83ပုဒ်ကိုသူကိုယ်တိုင်ရေးသားဆက်ဆိုတယ်လို့ကျွန်တော်တွေ့ရတာဖြစ်ပါတယ်အဲ့ဒီ83ခုထဲမှာမှ35ပုတ်လောက်ကလေကဗျာပဲဆိုအလင်္ကာပဲဆိုတခြင်းပဲဆို35ပုတ်လောက်ကသူဘယင်မဖြစ်ခင်မှာဆက်ဆိုတဲ့ရေးဖွဲ့တဲ့အရာတွေဖြစ်နေတယ်ဆိုတော့ကျွန်တော်တွေ့ရတာဖြစ်ပါတယ်အဲ့တော့ဒါဝိဒ်ဒီဘယင်အဖြစ်ဘုရားသခင်ကဗိတ်သိက်မှဘုရားသခင်ရဲ့ကောင်းကြီးခံစားရပြီးတော့မှဗိတ်သိက်ထားတဲ့သူမို့လို့ကောင်းကြီးခံစားရပြီးဘုရားရဲ့အလိုတော်ကိုဆောင်နေတာမဟုတ်ဘဲနဲ့သူဗိတ်သိက်ချင်းကနေပြီးတော့မှဒါမှမဟုတ်သူ့ရဲ့နှလုံးသားဒီဗိတ်သိက်ခံရဖို့ရာအသင့်ဖြစ်နေတဲ့နော်ကျွန်တော်အိုးတလုံးလိုဖြစ်နေတယ်ဆိုတော့ဒီနေရာမှာကျွန်တော်တွေ့ရတာဖြစ်ပါတယ်ဘယင်မဖြစ်ခင်မှာတောင်မှဘုရားသခင်နဲ့ဘုရားဝတ်ကိုပြုနေတဲ့ဒါဝိဒ်ကနော်သူ့ရဲ့တက်တာထဲမှာဆက်ဆိုတဲ့စာလံတခြင်းတွေအပြင်ကျွန်တော်တွေ့ရတာဖြစ်ပါတယ်ဒါကြောင့်သူ့ရဲ့တက်တာထဲမှာသူဘုရားသခင်ကိုဝတ်ပြုခြင်းအမှုမှာနော်ရှောလူထက်ကျွန်တော်တို့နော်ရှိခဲ့တယ်ဆိုတော့ကျွန်တော်တွေ့ရတာဖြစ်ပါတယ်တကယ်တော့စာလံတခြင်းတွေကိုဒါဝိဒ်ရဲ့ life story အနေနဲ့တောင်မှကျွန်တော်တင်စားမယ်ဆိုရင်မမှားဘူးအဲ့တော့ဒီစာလံ၄ဆိုရင်เนาะကျွန်တော်အချိန်ရရင်အပိုင်ငယ်1ကနေ8ထိအပြည့်စုံလေးကျွန်တော်ဖတ်စီချင်တာဖြစ်ပါတယ်ဒီနေရာမှာသူကသူ့ရဲ့ရန်သူတွေကိုအောင်နိုင်ပြီးဗိတ်သိက်ခံရသူဘယင်နဲ့ချီးမြှောက်ခံရခါနီးမှာဆက်ဆိုတဲ့စာလံလို့ကျွန်တော်နားလဲရတာဖြစ်ပါတယ်အဲ့ဒီမှာသူကဘာသုံးထားတယ်ဆိုတော့ကြောက်ရွံ့တုန်လှုပ်၍ဒုစရိုက်ပြစ်ကိုရှောင်ကြလော့အဲ့ရပေါ်မှာကိုယ်စိတ်နှလုံးနဲ့ဆွေးနွေးစဉ်းစား၍တိတ်ဆိတ်ခြင်းရှိကြလော့ကိုယ့်ရဲ့စိတ်နှလုံးထဲမှာဒါမှမဟုတ်ကိုယ့်ရဲ့နှလုံးသားကိုနော်အချိန်ယူပြီးတော့မှတိတ်ဆိတ်လေးအချိန်ယူပြီးတော့မှနော်တရားသဖြင့်ရစ်ပူဇော်၍ဘုရားသခင်ကိုကိုးစားကြလော့ဘုရားသခင်နဲ့အချိန်ယူဖို့
ဘုရားသခင်ကိုချီးမွမ်းတဲ့ဘုရားသခင်ကိုကျေးဇူးတင်တဲ့ရစ်ဘုရားသခင်ကိုအချိန်ပေးပြီးတော့မှကိုယ့်ရဲ့နှလုံးသားကိုเนาะတိတ်ဆိတ်စွာအချိန်ယူပြီးတော့မှစကားပျော်မိတ်တာရဖွဲ့ဖို့ရန်အတွက်တိုက်တွန်းထားတယ်ဆိုတော့ကျွန်တော်တွေ့ရတာဖြစ်ပါတယ်အဲ့ဒီကမှတာလင်ကျွန်တော်ကောင်းမွန်သောအရာကိုငါတို့ကအဘယ်သူပြမီနီဟုမိတ္တတော်သူအများရှိသည်ဖြစ်၍ထာဝရဘုရားတာလင်အတူပါရှိပြီးတော့မှသူ့ရဲ့အတူပါရှိခြင်းကကျွန်တော်ရဲ့တက်တာထဲမှာဘုရားရှိလူရှိနိုင်မျက်နှာပွင့်လင်းရတော့အခွင့်ဒီနေ့ပြင်ပြောမှဆိုရင်ကျွန်တော်အသက်ရှင်ရတဲ့တန်ဖိုးရှိလာမှာဖြစ်တယ်ဆိုတာကိုဆာလံ၄မှာရှင်ဘီရင်အနေနဲ့နမ်းမထိုင်ခင်မှာရန်သူတွေကိုအောင်နိုင်နေတဲ့အချိန်မှာတောင်မှသူ့ရဲ့နှလုံးသားကဘုရားနဲ့ဝတ်မပြတ်ဖို့เนาะဒီနေရာမှာသူ့ရဲ့ဆက်ဆိုတဲ့ဆာလံရကျွန်တော်သိရတာဖြစ်ပါတယ်။ Now ဆာလံ16ကတော့ကျွန်တော်တို့အမတန်မှနာမည်ကြီးတဲ့ဂျေဇုတော်မှာတပါအခြားသောမင်္ဂလာကျွန်တော်နိုင်မရှိပါဆိုတာယူရရှင်ဘီရင်နဲ့ချီးမြှောက်ခံရတယ်။အေးသေးလာတိုင်းနိုင်ငံတစ်ခုလုံးရဲ့ရှင်ဘီရင်အနေနဲ့ချီးမြှောက်ခံရခါနီးမှာဆက်ဆိုတဲ့ဆာလံက16လို့ကျွန်တော်သိရတာဖြစ်ပါတယ်။ဘုရားသခင်ဆောင်မခြင်းပို့ဆောင်ခဲ့ခြင်းဘုရားသခင်ကြောင့်တာလင်เนาะကျွန်တော်ဟာဒီနေရာဒီခီးကိုရောက်ခွင့်ရတာဖြစ်ပါတယ်ဒီထီးနှန်းကိုကျွန်တော်အနေနဲ့เนาะဘုရားသခင်ရဲ့အလိုတော်အတိုင်းเนาะကျွန်တော်အုပ်ချုပ်ခွင့်ရတာဖြစ်ပါတယ်ဆိုတဲ့အရာတနေ့ပြင်ပြောမယ်ဆိုတော့ဒီဟာကိုလေ့လာနေတဲ့အချိန်မှာကျွန်တော်ခေါင်းထဲမှာပါဝင်လာတယ်ဆိုတော့ဒါဝိဒ်နှလုံးသားမှာကျွန်တော်ဂီတာလို့ပေါ့နော်ကျိုးတွေတတ်ထားတယ်လို့ကျွန်တော်ခံစားမိတယ်အဲ့တော့ဒါဝိဒ်ကရှောလုရဲ့လက်ကနေပြေးရတဲ့အချိန်ပေါင်းလည်းမနေဘူးတစ်လည်းမနေဘူးဒါပေမဲ့သူကဒီ resentment လို့ခေါ်တဲ့เนาะမချေမချမ်းဖြစ်မှုပေါင်းမြောက်များစွာခံရကြုံရပေမဲ့လို့အဲ့ဒီဟာကိုကျွန်တော်ဒေါသအဖြစ်မပြောင်းဘဲနဲ့အဲ့ဒီအရာကိုကျွန်တော်တို့ကတုံ့ပြန်တဲ့ဖက်ကိုမသွားဘဲနဲ့เนาะသူ့ရဲ့နှလုံးသားမှာတတ်ထားတဲ့ကြိုးလေးတွေကိုတိခတ်ပြီးတော့မှဖះကိုယင်ဖွင့်နေဆိုတဲ့အရာကိုကျွန်တော်တွေ့ရတာဖြစ်ပါတယ်အဲ့ဒါကြောင့်လည်းပဲဆာလံသချင်းတွေကျွန်တော်ထွက်လာတယ်သူဘင်းအနေနဲ့ပိတ်သိက်ခံရပေမဲ့နမ်းမထိုင်ခင်ဆက်ကြားမှာလည်းပဲတဝက်လောက်ကိုသူ့မှာရေးဆက်ထားပြီးသားဖြစ်တယ်ဖះကိုသူဖះဝတ်ကိုပြုတ်ပြီးတော့ဖះကိုတော့အပြည့်အဝရင်ဖွင့်နေဆိုတော့ကျွန်တော်ဒီနေရာမှာတွေ့ရတာဖြစ်ပါတယ်ဒါကြောင့်အကယ်၍မိတ်ဆွေမှာအလိုမကျမှုတွေရှိခဲ့လို့ရှင်ဒါဝိဒ်သုံးတဲ့နီးပေါ့နော်သူ့ရဲ့နှလုံးသားထဲမှာတတ်ထားတဲ့စောင်းကြိုးလေးတွေကိုကျွန်တော်တို့ကြပြားတွေတခြင်းတွေအနေနဲ့ကျွန်တော်ရေးဖွဲ့ပြီးတော့မှဖះကိုကျွန်တော်တို့နော်ရင်ဖွင့်တာအကောင်းဆုံးဖြစ်ပါလိမ့်မယ်ကျွန်တော်ရဲ့မကြေမချမ်းမှုတွေအလိုမကျမှုတွေကိုနော်လူသဘောလူမနှောနဲ့ကျွန်တော်တို့ပြုတ်ဖို့အတွက်ဒီ action ယူဖို့အတွက်ပေါ့နော်တစုံတစ်ခုလှုပ်လိုက်ဖို့ဖက်ကိုမသွားဘဲနဲ့အိုးဂျေဇုတော်မှာတပါအခြားသောမင်္ဂလာကျွန်တော်နိုင်မရှိပါကိုတော်ဖျားတာလင်နော်ဒီအချင်းရာလဲတည်တာဖြစ်တဲ့အခါမှာကိုတော်ဖျားတာဝန်ယူပါဆိုတဲ့ဟာမျိုးဖြစ်ပါတယ်အဲ့တော့ညီကုန်းချုပ်အနေနဲ့ကျွန်တော်တို့မိမိတို့ရဲ့ community အသီးသီးမှာနော်နှလုံးသားရေးရမှာမကြေမချမ်းဖြစ်တဲ့သူပြောင်းများဆိုတာရှိတာဖြစ်တယ်အဲ့ဒီလူတွေရင်ဖွင့်နိုင်မဲ့နေရာအဲ့ဒီလူတွေနားကိုနိုင်မဲ့နေရာတွေအထူးလိုအပ်နေတာဖြစ်ပါတယ်သူတို့ရင်ဖွင့်မှသာလင်နော်ကျွန်တော်အဲ့ဒီသူတို့ရဲ့နှလုံးသားဟာနော်ဖះနဲ့ဝတ်ပြန်ပြီးတော့မေတ္တာရဖွဲ့ခြင်းခွင့်ရပြန်လဲရရှိမှဖြစ်သလိုလွတ်မြောက်ခြင်းနဲ့ခွင့်လွှတ်ခြင်းတွေလည်းကျွန်တော်အဲ့ဒီမှာရှာတွေ့သွားနိုင်ဖို့ဖြစ်ပါတယ်အဲ့တော့မကြေမချမ်းတွေကျွန်တော်တို့နှလုံးသားကအမြဲတမ်းပြည့်နေလို့ရှိရင်ကျွန်တော်နှလုံးသားထဲမှာဘုရားသခင်ရှိစေခြင်းနဲ့ယုံကြည်ခြင်းတွေမျှော်လင့်ခြင်းတွေနဲ့ကျွန်တော်ချစ်ချင်းမေတ္တာတွေကဘာကအစားထိုးတယ်လဲဆိုတော့တန်တရားကအစားထိုးလာတယ်ပြီးတော့မှကျွန်တော်တို့ဒီစိုးရိမ်မှုတွေကြောက်ရွံ့မှုတွေကအစားထိုးလာပြီးတော့မှเนาะကျွန်တော်တို့နှလုံးသားကရှိတဲ့အရာမရှိဘဲနဲ့မရှိတဲ့အရာရှိခြင်းကနေပြီးတော့မှအဲ့ဒီဘက်ကိုကျွန်တော်ရောက်သွားနိုင်စရာရှိတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့အားလုံးเนาะကျွန်တော်ရဲ့ဘဝပဲ့ကန်ရှင်ဟာဖះဖြစ်တယ်ဖះနဲ့အတူကျွန်တော်ပိဋ္ဌာယပြုပြီးတော့မှ
ကျွန်တော်ရဲ့နှလုံးသားကိုအနံပြီးတော့မှကြောက်နှလုံးသားမှအသားနှလုံးသားအနေနဲ့ဘုရားသခင်ကိုပြုပြင်ခွင့်ပေးကြနိုင်ဖို့ရန်အတွက်နှလုံးသားကိုဆန်းစစ်ပြီးတော့မှဤလေ့လာခြင်းကိုသင်ဆက်ရခြင်းဖြစ်ပါတယ်အရောက်စီတိုင်းကိုဘုရားရှင်ဆက်လက်လမ်းပြပို့ဆောင်ဖွင့်ပြပါစေကျေးဇူးတင်ပါတယ်